ကျွန်တော်တို့မန္တလေးမြို့မှာရေပေးစနစ်က6မြို့နယ်ရှိပါတယ်6မြို့နယ်အတွက်လူဦးရေက1.9 တန်းလောက်ရှိတယ်ရှိပြီးတော့မှကျွန်တော်တို့ရဲ့ရေလိုအပ်ချက်ကရေဘူးရဖြင့်51တန်းရှိတယ်ကျွန်တော်တို့ network ကနေပေးနိုင်နေတာကတော့42တန်းပေါ့ကျန်တဲ့ဟာနေပြီး9တန်းလောက်ကတော့ပုဂ္ဂလိကစက်ရည်တွေနဲ့သူတို့အစီအစဉ်လေးတွေနဲ့သူတွင်အသေးလေးပေါင်း2000လောက်ရှိတယ်ဆိုတော့အကြမ်းမြင့်အားဖြင့်တော့ဟန်ချက်ကအဲ့လိုထိန်းနေတာပေါ့သို့တော့ခုနလိုအပ်တဲ့ဟာကိုဌာနအနေနဲ့ကလည်းတိုးချက်ရေပေးတွေလုပ်ပြီးတော့မှစီမံဆောင်ရွက်နေရှိတဲ့ဒါမူလအနေထားပေါ့ကျွန်တော်တို့ရေပေးကိုပြောမယ်ဆိုရင်6မြို့နယ်မှာ network အပြင်ညာတော့3ခုရှိရပေါ့ပထမ network ကတော့မူလရေပေးစနစ်ကြီးဖြစ်ပါတယ် ADB စီမံကိန်းအရာလုပ်ခဲ့တာပါ1983ခုနှစ်ကို92ခုနှစ်လောက်မှာပြီးတယ်ရေကန်လန်18တန်းလောက်ပေးနိုင်တယ်ပေါ့အိုက်ခါကသူ့အနေအထားနဲ့သူ့ရဲ့အကျယ်အဝန်းလိုအပ်ချက်နဲ့ကျွန်တော်တို့ပေးနိုင်တဲ့ပမာဏနဲ့ဟန်ချက်ညီပြီးတော့မှတို့တော့1999 98 99လောက်အထိတော်တော်ကိုပဲပေးနိုင်တဲ့အနေအထားပေါ့ဟန်ချက်ညီတယ်ပေါ့သို့တော့အဲ့နောက်ပိုင်းမှာကျွန်တော်မန္တလေးမြို့ကဖွံ့ဖြိုးတိုးတက်မှုအများမြန်လာလူဦးရေကလည်းဖွံ့ဖြိုးတိုးတက်တယ်ဒီ horizontal expansion တွေရော vertical expansion တွေရေလိုအပ်ချက်အများများလာအဲ့2000ခုနှစ်လောက်ကစပြီးကျွန်တော်တိုးချက်ရေပေးလေးတွေကိုလှုပ်လာခဲ့တယ်ရေတွန်းဆက်ရုံအကြီးမဟုတ်ပေမဲ့လိုအပ်ချက်အရာအပိုင်းလိုက်တစ်ပိုင်းတစ်နိုင်လုံးနဲ့အခုချိန်မှာရေတွန်းဆက်ရုံပေါင်း18ရုံလောက်ရှိတယ်ပေါ့နော်18ရုံလောက်ရှိပြီဒါမူလရေပေးစနစ်ထဲမှာရှိနေတဲ့အနေအထားပထမ4မြို့နယ် network တစ်ခုပေါ့ဒုတိယတော့ပြည်တကုံမြို့နယ်ရဲ့ network ကတစ်ခုကျွန်တော်တို့အမရပူရမြို့နယ် network ကတစ်ခုအမရပူရမြို့နယ်ရေပေးရတော့ဒီ AFD ကဂရန့်နဲ့ပေးသွားတာလေးရှိတယ်သူကတော့ကျွန်တော်တို့60ရာနှုန်းလောက်ပေးနိုင်တာပေါ့ကျန်တဲ့သူ့မြို့နယ်40ရာနှုန်းလောက်ကတော့အနာဂတ်မှာလုပ်ဖို့အစီအစဉ်ရှိပါတယ်ပြည်တကုံမြို့နယ်ကြတော့ဂျိုက်ကာကနေပြီးတော့မှဒေါ်လာ30ခရန့်ပေးတယ်အဲ့ဒါနဲ့လုပ်တဲ့30ရာခိုင်နှုန်းရေပေးနိုင်တယ်ကျွန်တော်တို့စီပင်ကကိုယ့်အစီအစဉ်နဲ့10ရာခိုင်နှုန်းလောက်ပေးနိုင်တယ်ဆိုတော့40ရာနှုန်းလောက်ပေးနိုင်တယ်ကျန်တဲ့60ရာနှုန်းပေးဖို့က Netherlands project နဲ့ယူရိုတန်း60လောက်လုပ်ဖို့ဆိုတာသူက postpone လုပ်တာတော့မပေးနိုင်သေးဘူးတို့တော့တစ်ပိုင်းတစ်နိုင်နဲ့ကျွန်တော်တို့ကပေးနိုင်ဖို့လုပ်နေတဲ့အနေအထားပေါ့နော်ဟုတ်တယ်ဒါကတော့ရေပေးစနစ်ကြောင့်အချင်းချုပ်ကျွန်တော်တင်ပြတာပါဒီငလင်ကြီးလှုပ်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ကအဓိကဖြစ်တဲ့ပြဿနာဖြေရှင်းရမှာ2ပိုင်းပေါ့ဥစားပရမလျှက်စစ်တွေပြက်ကုန်တာနောက်ကျတော့ရေပိုက်လိုင်းတွေပြက်တာပေါ့ရေပိုက်လိုင်းတွေပိုက်တာတော့ဒုတိယပိုင်းကျမှသိရတာပထမပိုင်းမီးတွေပြန်ရရှိအောင်ကြိုးစားတယ်အသေးအံကြိုးစားတော့မီးပြန်ရတဲ့အခါမှာမောင်းလိုက်တဲ့အခါမှာပင်မရေပို့ပိုက်လိုင်းတွေဖြစ်တဲ့ဒီရေအရင်းမြစ်ရယူတဲ့နေရာနဲ့ရေတွန်းဆက်ရုံအမှတ်1ကိုပို့တဲ့ပိုက်လိုင်းတွေကကြီးမားမားဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ပထမပိုင်းမှာ26လမ်းကန်နာလန်တစ်လျှောက်ပြက်တာတွေကိုပြင်ပြီးတော့ကျွန်တော်တို့မောင်းဆန်လိုက်တယ်ပနာမမောင်းဆန်တော့22လမ်းတို့ကတော့မှထပ်ပေါ်လာတယ်အဲ့လိုပြနှစ်ကြိမ်လောက်မောင်းကြည့်လို့ရတဲ့အခြေအနေမှာအဲ့လိုနောက်ဆုံးကျစုပေါင်း73ပေါက်လောက်ရှိပိုက်လိုင်းတန်ရမီတာတဲ့ DI ပိုက်ကြီးတွေနဲ့900မီလီမီတာ800မီလီမီတာပေါ့600 200စသည်ဖြင့်ပေါ့ဗမာအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့သူကဟွာပေါ့3ပေတို့2ပေခွဲတို့2ပေတို့ကြတော့8လက်မ10လက်မပေါ့ဒီလိုပိုက်ကြီးတွေရေပိုးပိုက်ကြီးတွေပြက်တာဖြစ်ပါတယ်တော်တော်ပြင်းပြင်းထန်ထန်ကြိုးစားရလို့ခုကျွန်တော်တို့တွေပြန်မောင်းနိုင်နေပါပြီခင်ဗျပြန်မောင်းနိုင်နေတော့ကျွန်တော်တို့အကြံမြင်အားဖြင့်တရားလို့ပြောလို့ရပြီမယ်ကျွန်တော်ကတော့99ရာခိုင်နှုန်းပေးနိုင်တယ်လို့တင်ပြလိုတာပေါ့ဘာကြောင့်လဲဆိုတော့ဒီပင်မ network ကြီးရဲ့ဒီရေပိုးပိုက်လိုင်းတွေပြီးသွားပြီမယ်လို့ရေမောင်းတဲ့ခါကျတော့ရေဖြန့်ဝေပိုက်လိုင်း network ထဲမှာအပေါက်ကလေးတွေကရှိနေတာငလင်လောက်တာတဲ့ကြောင့်ဒါလေးတွေကတော့နေ့စဉ်5-6ခု9ခုလင်းကတော့ပြင်နေရတော့မယ်ဒီပေး network ကြီးမှာငလင်တန်းကြောင့်ပြတ်တာလျှက်စစ်တအားပြတ်တယ်နောက်လျှက်စစ်တအားရရှိအောင်ဥစွာလုပ်တယ်ရပြီးမောင်းကြည့်တဲ့အခါမှာပင်မရေပိုးပိုက်လိုင်းတွေပြတ်တယ်2ဆင့်3ဆင့်လောက်ပဲနောက်ဆုံး73နေရာဒီရသူ့ network က40ရာနှုန်းလောက်ရှိတယ်တပတ်လောက်ရှိတဲ့အခါမှာသူနဲ့သက်ဆိုင်တဲ့ကျန် network တွေက60ရာနှုန်းလောက်ဒီ40ရာနှုန်းကတော့ကျွန်တော်တို့ဒီ16ရက်လောက်ကြာမှပေးနိုင်တာပေါ့နော်အခုချိန်မှာတော့99ရာခိုင်နှုန်းပေးနိုင်ပြီးတော့ဒီ network ထဲမှာသူ့အဆင်ပြေနေပါပြီဒီကြားထဲမှာပထမတစ်ပတ်လောက်ကအဲ့လိုရေမပေးနိုင်တဲ့ဟာတွေကတော့ကျွန်တော်တို့ရေကားတွေနဲ့ပေးတာရေကားတွေနဲ့ပြီးတော့တစ်နေ့ကိုကျွန်တော်ရေကား85ကောက်ကနေပြီးအခေါက်100လောက်ကြားမှာကျွန်တော်တို့ပေးရတယ်အခေါက်ပေါင်းကျွန်တော်1100လောက်ထိပေးရတယ်ခုရက်ပိုင်းမှာပြီးသွားတော့ရေပို့ရတာတော်တော်နည်းသွားတယ်10ကောက်15ကောက်လောက်ပဲရှိတော့